ဒီရွယ်လေးအစအကောင်းဆုံးရွယ်ပဲတောင်ပုံလေးမိုးရလာလို့ဟုတ်ဘာလို့နေတော့အော်ငါတိုက်တာတွေပြလို့ကြည့်နေတာဟဲ့အဲကျုပ်တော့မိုးတွေကိုဆိုလို့တော့ကိုယ်ပဲဟန်ကြတယ်မိုးလေးကတော့ဖွဲ့ဖွဲ့ကြနာတမ်းမိမြောက်လေတစောင်းဘူးချက်စားဖို့လို့တစောင်းဘူးလေးတွေဖူးလို့လားခူးတာဒီရွယ်လေးအစအကောင်းဆုံးရွယ်ပဲမိုးရွာကိုလာမိုးကောင်းလေမိုးကရွာလာအကြိုက်ပါနေရတော့တောင်ပုံလေးမိုးရွာလာတော့ရအောင်မေးချင်းလေးပြီပါရပြီဒါဖေတို့ညဘဲစီကြိတ်လို့ရတယ်နဖတ်ခွေတွေလေအော်ဒီနဖတ်ကိုအချင်းစိန်လိုက်ရင်လေစားလို့ကောင်းတဲ့နှမ်းမရှင်ဖြစ်သွားတာပဲဒါခုကတော့မိုးလေးကြတော့လေအစိုးပြမဆိုးလို့သိမ့်မလို့တချို့ပါကြတော့လေဒီလိုပွင့်ဘက်လို့ခေါ်တယ်နော်ဒီဟာလေးတွေလည်းစားဒီအလေကောင်းပိုင်းနဲ့ရတာအရှိဆုံးပဲအဲ့လိုပဲတောင်းလိုက်တတ်တယ်ဒီဒါတစားဘူးဒါကြတော့ရေမောင်းစားငါးချက်ကလေးဟောလေဟိုအဖေတို့ညာကတစောင်းမှုချက်ကမှုချက်ကလေးနဲ့ဆင်းတယ်အချင်းတက်ကလေးတော့နည်းနည်းပါတာပေါ့ဇောင်းမှုချက်နဲ့ပဲဟင်းနဲ့ဒီမောင်စာချက်နဲ့ဆိုတော့သမီးကတော့ဒါအစကောင်းနေပြီ မိုးကအေးအေးနဲ့ဇောင်းမှုကပထမဆုံးပေါ်ကထည့်ထားလို့ကောင်းတယ်ဟုတ်တယ်ဒါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလောလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲ